AR တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌသည်2026ခုနှစ်ဩဂတ်လ21ရက်နေ့တွင်ကင်ကြီးတော်မြို့နယ်ရက်ကွက်နှင့်ကြီးရွာအုပ်ချုပ်ရေးမှူးများ၏လုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်ရေးတင်နန်းသို့တက်ရောက်ခဲ့ပါသည်။ AR တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌစောတနာယူသည်ယနေ့နံနက်9:00နာရီအချိန်တွင်ကင်ကြီးတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန AR တိရိသုခခမ်းမသို့တွားရောက်၍ရက်ကွက်နှင့်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအားတင်နန်းပို့ချနေမှုအခြေအနေများကိုကြည့်ရှုအားပေးခဲ့ပါသည်။ထို့နောက် AR တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌကတင်နန်းသားများကိုလွှတ်တော်လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများလွှတ်တော်ကဏ္ဍများနှင့်အခြားကဏ္ဍများကိုလည်းဆွေးနွေးပို့ချခဲ့ပါသည်။အဆိုပါလုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်တင်နန်းတွင်ရက်ကွက်နှင့်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက်လိုအပ်သည့်အုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာအတွေ့အကြုံအသိပညာများရရှိစေသက်ဆိုင်ရာကဏ္ဍများအလိုက်ဆက်လက်ပို့ချလျက်ရှိပါကြောင်းသိရှိရပါတယ်ရှင်။